မရူရဘူးတာပြောတယောက်ကြာဟိုတည်းတချင်းဆိုပြီးတဲ့နေရာစပြီးတော့မှနှစ်ယောက်ကတိတိတိုးတိဆိုတာ message တွေပို့ပြီးမသိတယောက်ကြာနဲ့ကျွန်တော်ကြိုက်တော့မှတပြေးချင်းခိုးခိုးပြီးပို့တယ်သူ့မိန်းမလည်းမသိရအောင်မဟုတ်ဖြတ်ပြောလိုက်အောင်ခုနကပြောတယ်နင်းဟိုတဲ့ခုမှပြောရတာတဲ့နင်းနဲ့လည်းငါနဲ့တချင်းဆိုတဲ့ဟိုပေါ့ဗီဒီယိုတင်လိုက်တော့သူ့ကိုတက်လုပ်ထားတယ်အဲ့ချိန်မှာနင်းယောက်ျားကငါလာခေါ်ဟဲ့သေပြီပေါ့သူနဲ့သူ့ယောက်ျားငါတချင်းတွဲဆိုလို့မကြိုက်လို့ဆဲပြီလားမသိဘူးဆိုတော့အရင်လှန်သွားအဲ့မှာကျွန်တော်ချက်ပေါက်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်သူတို့ကျွန်တော် friend မဟုတ်ဒီလေးတဲ့အကိုမျိုးစကားပြောစရာရှိဟာသွားလေကိုလည်းစုံနေသွားဆိုမိတာငါတော့ကောပြီလားမသိဘူးရပါတယ်ကိုရဲဆိုတော့ဒီဖုန်းခေါ်လာဖုန်းကကိုပြောပါလို့ကျွန်တော်အချင်းကြီးကျွန်တော်ရဲ့90ရာခိုင်နှုန်းမှာငါဒီနေ့တော့စုကန်လိုက်ရပြီဒီကျေးဇူးရှင်တချင်းတူတူစုမယ်လို့ပြောပြီးတဲ့နောက်ပဲငါစုကန်ရတော့ပဲဆိုသိတယ်ဒါပေမဲ့အခုမိမကို surprise တိုက်ပြီးဟာအဲ့မှာကျွန်တော်ဟာသူဟာသူတဘောလားကျွန်တော်ပြောင်းလဲသွားတယ် something wrong ပါအဲ့ဒါ wrong သွားတာတင်းနေမဟုတ် तू ကလည်းရှေ့မှာပြောတာလေကိုညောင်းမပါဘူးလားပါတယ်ဟဲ့ဟောက်ကြောဟဲ့ဘယ်တော့မှမလိုက်ဘူးဘလို့မှမလို့တတ်တဲ့လူကြီးတခြားဒီမှာသူမိမအောင်မှာဒီလေးဘာမှမဟုတ်ဘူးပြောရခုတစ်နေ့မှတွေ့လို့ဒါ15နှစ်မှတစ်ခါနောက်15နှစ်နဲ့ချိန်မရမယ်တကယ်ကြီးအဲ့မှာတပွဲပြလိုက်တာအဲ့မှာကိုညတပွဲပြလိုက်ပြီတကယ်ကြီးပြလိုက်တာ15နှစ်တစ်ခါကိုညဟိုတခုတော့ကျွန်တော်ပြောချင်တယ်ဒီထဲမှာလည်းသမီးသားစုတွေအများကြီးရှိတယ်အကိုစားလိုက်တဲ့ဇလန်းဟာနောက်အတွဲတွေအတွက်အများကြီးရက်တွေဖြစ်လာနိုင်တယ်ဆိုတာအကိုသိဖို့ကောင်းတယ်ကျွန်တော်ကောင်မလေးကတော့ဒီမှာမရှိလို့တော်သေးတယ်ရှိနေတဲ့အတွဲတွေမှာလည်း15နှစ်ဆိုမျော်လင့်နေတာမတော်တဲ့လူ15နှစ်တော့မစောင့်နိုင်တော့တင်းကင်တော့မယ်အကုန်လုံးက15နှစ်မှဆိုတော့လေအဲ့တော့ကျွန်တော်တို့ကအခုစင်မောပိတ်ပေါ်တဲ့အကြောင်းကြီးအဲ့ဒါလေးပြောစမ်းမအောင်ဘယ်လိုလုံးဝမသိခဲ့ဘူးမလားမသိခဲ့ဘူးတကယ်မသိဘူးဒီနေ့တော့ရိုက်တာငါထဲမှာအဲ့လိုမျိုးထွက်လာတဲ့ခါလေးရှိတယ်အမတ်ကတူကောဖက်စနေနေ့နေတတိကိုအားထားဆိုတဲ့ဟာအမသွားပြောတာသွားသူနဲ့အတိုင်မရဘူးတခုလို့သူနဲ့တိုင်နေမှတဲ့သူ့အကောကဝင်လာကိုနဲ့တူတူရှိနေတဲ့အခါကျတော့အကောကတရက်ခေါ်ပြောတယ်တရက်နေ့နေ့နေ့အားလာတယ်အဲ့ချိန်မှာကိုကရောက်လာတယ်ကွယ်ရောက်လာတဲ့အချိန်မှာအမလာပြီးနောက်မှပြောမယ်လို့ပြောတဲ့အခါ तू ကထွက်သွားချိန်မှာအမတယ်အကိုကဒီလိုပြောတယ်အကိုတခုပြောရင်သမီးလာပြောမယ်နော်တဲ့တရက်နေ့အားလာလို့သမီးကိုမေးတယ်ဟုတ်ဘူးလွဲကုန်ပြီညီမလေးဘာတွေညှော်လင့်နေတယ်ညီမလေးအကုန်လွဲကုန်ပြီတကယ်အလုပ်ရှိလို့နေမှာပါပေါ့ကိုကမသိသေးဘူးအဲ့လိုလေကိုလေပြောတဲ့ဟာတွေကနည်းနည်းလေး something wrong တယ်လူကစားတယ်သိရပါအဲ့တော့ကျွန်တော်တို့ကလည်းဒါအဲ့လိုကျွန်တော်စိတ်ထဲမှာလည်းဟို PD ဖြစ်တယ်ဗျာဟိုကျွန်တော်တို့ကကျွန်တော်ယောက်ျားလေးတွေဆိုတာချစ်ကြောင်းဘယ်တော့မှလို့အဲ့လိုဒီကုတကကြီးဘယ်တော့မှပြောနေတဲ့လူစားမျိုးတွေမပါဘူးပေါ့လေနော်တကယ်တော့ချစ်တဲ့ခါကျလို့ရှိရင်အပြုမှုလေးတွေကချစ်တဲ့အပြုမှုလေးတွေဒီမဲ့တော့ပြုတ်တိုင်းပဲအဲ့ပဲလားရူတတ်တယ်ဆိုတော့ဒီမဲ့ပြုတ်တိုင်းအားနဲ့အခါโอเคအကိုစားလိုက်တဲ့ဇလန်းလားအဲ့ဒါပြောပါအကိုကထိတ်ကနေစားလိုက်ပြီးဇလန်းကဒါကြလို့ရှိရဲ့လို့လူကပြောချစ်တဲ့အကြောင်းခဏထုတ်မပြောဒါပေမဲ့ချစ်တဲ့အမှုရာတွေကိုကျွန်တော်တို့ကပြောပြတာလုပ်ပြီးရတာနော်ဘာလို့လဲဆိုတော့တစ်ချိန်လုံးကျွန်တော်တို့ကချစ်ပြီးတော့surprise ကျွန်တော်တို့ကမလေးတွေမဟုတ်ဘူးကျွန်တော်တို့က user မဟုတ်ဘူးတခါကျမှကိုယ့်ရဲ့ချစ်တဲ့တန်းမှာထုတ်တာအဲ့တော့တော့ဆောင်းမှာ15နှစ်တော့ကြာတခါလေးဘောချိန်ကိုပြော15နှစ်ကဓာတ်ကြတယ်နော်တနေ့တစ်ချိန်ကိုပြောအဲ့ဒီမှာမဟုတ်ဒါသူကဒီလောက်ကြီးလုပ်ပေးလိုက်ပြီဆိုတော့နောက်နှစ်ကျရင်ငါမျောလင့်တော့မယ်လေအဲ့တော့ဖြစ်သေးဘူးလို့လဲအချိုးအရာတွေကြာတယ်ရိုင်းမြုပ်နေကြပါအကြောင်းမှမဖြစ်ချက်ချင်းနဲ့ဖြစ်မလား surprise ဆိုတာနှစ်တိုင်းလုပ်နေလို့မဖြစ်ဘူးလေရုံးသွားမှာဆိုအကိုကတော့အေးဆေးပဲခဏဆောင်တယ်နော်လေးကနားဆိုကြနော်အေးပါကိုလည်းသူ့ကြောက်ရတယ်ငယ်ချင်းကလည်းဖြစ်နေလို့သိတယ်မအဲ့တော့သူ့ကြောက်ရတာတူသူ့ကြောက်ရတာတူနေကျွန်တော်ကြားထဲမှာကျွန်တော်တို့ကလှုပ်ပေးရတူတယ်ဒီကပူပေါင်းကြံစီထားတဲ့ဒီကမိတ်ဆွေတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီမှာအကုန်လုံးခင်ဗျာဒီကလည်းပြောထားတယ်အကယ်တယောက်မှ9နာရီခွဲချင်ရှူတဲ့ထားမှဖောက်ပါတယ်ကျွန်တော်တို့အဲ့ဘီကလည်းတောက်ထားကြပြားလို့ပေါ်သွားမယ်ဒီတဲ့ချိန်ကြီးကဝင်လာပြီးဟဲဘယ်တော့ရောက်လာလဲပါညာတော့ပေါ်ပြီလို့အဲ့တော့ရှူတဲ့ပိတ်မပေါက်တာဘူးအကုန်လုံးအဲ့ဒီမှာအားလုံးကမီးပိတ်ပြီးနေတဲ့အချိန်မှာဟာလာပြီဆိုတဲ့အချိန်မှာလာတယ်လို့ပြောတာပြောပြစုံနဲ့ကြိုးရလာတာမီးပိတ်တော့လူကြီးနေတော့ flashback end
A flashback. အဲ့ကြောင့်ကျွန်တော်ပြန်ပြောတယ်လှုပ်ချင်တဲ့ပွဲလှုပ်ချင်တဲ့လူကထိတ်ကနေလှုပ်ချင်တယ်ဆိုတဲ့ဇာတ်လမ်းတွေကိုပဲစိုက်တာဒီထဲမှာရှိနေတဲ့လူတွေအားလုံးကသူ့မိမ surprise မဖြစ်ဘူးဒီရောက်တော့ထားလိုက်ထိုးလိုက်လို့ဖြစ်နေတာအကုန်လုံးဖြစ်နေတာအဲ့ဒါသူ့မိမနဲ့အတူတွဲရည်ကြီးဖြစ်နေတာကျွန်တော်တို့ကအဲ့ဒါမျိုးပြောချင်တာပါနော်